မြန်မာနိုင်ငံမှာနက်ကူးကွယ်မှုဟာဘယ်ချိန်ကလေးကစတင်ခဲ့တာလဲအတွင်း38မင်းဆိုတာဘယ်သူတွေလဲပြီးတော့အဲ့ဒီနက်38ပါးထဲမှာအစွမ်းထက်ဆုံးနဲ့လူသိအများဆုံးလို့ပြောရမယ်မင်းမဟာကီရီနက်ဟာတကယ်ပဲဘယ်သူလဲဒီနေ့တော့မြန်မာလူမျိုးတိုင်းနှိပါကြားဖူးကြတဲ့မင်းမဟာကီရီနက်နဲ့ညာနန်းနွယ်တို့ရဲ့ဇလန်းကိုနက်ရဆိုရင်နဲ့မြန်မာရိုးရာအစဉ်အလာအရအစအဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးသိထားရမှာကအတွင်း38မင်းနဲ့အပြင်38မင်းဆိုတဲ့အခေါ်အဝေါ်ပါအတွင်း38မင်းဆိုတာမြန်မာနိုင်ငံတဝန်းလုံးမှာအဓိကကိုးကွယ်ကြတဲ့နက်38ပါးကိုခေါ်တာဖြစ်ပြီးပကံခေတ်ရောက်တဲ့အခါမှာနက်ကိုးကွယ်မှုကိုစနစ်တကျသတ်မှတ်ခဲ့တယ်လို့နက်ရာဇဝင်တွေမှာဖော်ပြထားပါတယ်ဒါပေမဲ့အပြင်38မင်းဆိုတာကတော့ဒေတာတစ်ခုနဲ့တစ်ခုမတူကြပါဘူးရွာနက်တောင်နက်ရေနက်စတဲ့ဒေတာအလိုက်ကိုးကွယ်ကြတဲ့နက်တွေကိုရည်ညွှန်းတာဖြစ်ပါတယ်ဒါဆိုရင်အတွင်း38မင်းရဲ့အစားလို့ပြောလို့ရတဲ့မင်းမဟာကီရီနက်ဟာဘလို့ပေါ်ပေါက်လာခဲ့တာလဲနက်ရာဇဝင်အရလွန်ခဲ့တဲ့၈နှစ်ပေါင်းများစွာကတကောင်းပြည်မှာဗပဲထုတဲ့မောင်တင့်တယ်နဲ့သူ့ရဲ့နှမမြနန်းနွယ်ဆိုတဲ့မောင်နှမနှစ်ယောက်ရှိခဲ့ပါတယ်မောင်တင့်တယ်ဟာတာမန်ဗပဲဆရာတယောက်မဟုတ်ပဲသူဟာတန်ကိုရိတ်လုပ်တဲ့ဗပဲဆရာဖြစ်တယ်လို့အင်အားကြီးမားပြီးတော့ဘသူမှမရှင်နိုင်တဲ့လူတယောက်လို့လူတွေကပြောဆိုကြပါတယ်ဒီတည်င်းဟာတကောင်းပရင်ရဲ့နားထဲရောက်သွားတဲ့အခါမှာဒီလူဟာတစ်ချိန်မှာငါထီနန်းကိုအန်ဒီရဲ့ပေးလာနိုင်တယ်ဆိုတဲ့တန်တရားနဲ့အကြောင်းရမှုတွေကစတင်ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘရင်ဟာမောင်တင့်တယ်ကိုဖမ်းဆီးပြီးမိရှို့ကွက်မြတ်ဖို့အမိန့်ချခဲ့တယ်လို့နက်ရာဇဝင်တွေမှာဆိုထားပါတယ်ကိုယ့်အကိုမတရားတပ်ဖြတ်ခံရတာကိုမြင်တွေ့ရတဲ့ညာနန်းနွယ်ကတော့အဲ့ဒီဝမ်းနည်းမှုကိုမခံစားနိုင်တော့ပါဘူးအဲ့ဒါကြောင့်သူမဟာမီးလောင်နေတဲ့နေရာထဲကိုကိုယ်တိုင်ခုန်ဆင်းခဲ့ပြီးအကိုဖြစ်သူနဲ့အတူအသက်ဆုံးရှုံးခဲ့ရပါတယ်ဒီဖြစ်ရကပဲမြန်မာနက်ရာဇဝင်မှာအကျော်ကြားဆုံးမောင်နှမနှစ်ယောက်ရဲ့အစဖြစ်လာခဲ့ပါတယ်နက်ရာဇဝင်တွေအရသူတို့နှစ်ဦးဟာမတရားတိတ်ဆုံးခဲ့ရတဲ့အညို့အတေးတွေကြောင့်တိတ်ဆုံးပြီးတဲ့နောက်မှာနက်အဖြစ်တည်ရှိလာခဲ့ကြပါတယ်မောင်တင့်တယ်ကိုမင်းမဟာကီရီနက်လို့ခေါ်တင်ခဲ့ပြီးမြနန်းနွယ်ကိုတော့ရှင်မနေနက်အဖြစ်ယနေ့တိုင်ကိုးကွယ်နေကြဆဲဖြစ်ပါတယ်ဇလန်းကဒီမှာတင်မပြီးဆုံးသေးပါဘူးတချို့နက်ရာဇဝင်တွေမှာသူတို့နှစ်ဦးဟာထမ်းပင်ကြီးတစ်ပင်မှာကင်းဝတ်နေကြတယ်လို့ဆိုထားပါတယ်အဲ့ဒီနောက်ပိုင်းထမ်းပင်ကိုနန်းတော်ဆောက်လုပ်တဲ့နေရာမှာအသုံးပြုခဲ့တဲ့နောက်နန်းတော်အတွင်းမှာထူးဆန်းတဲ့ဖြစ်ရပ်တွေဟာဇက်တိတ်ဆိုသလိုဖြစ်ပေါ်လာခဲ့တယ်လို့ဖော်ပြထားပါတယ်အကြောင်းမဲ့အတန်တွေကြားရတာလူတွေရုတ်တရက်ဖျားနာတာအလုပ်တွေမအောင်မြင်တော့တာအဲ့လိုဖြစ်ရပ်တွေကြောင့်လူတွေဟာမင်းမဟာကီရီနက်ရဲ့တကူတော်ကြောင့်ဖြစ်တယ်လို့ယုံကြည်လာကြပါတယ်အဲ့ဒီချိန်ကစပြီးပူဇော်ပါသားမှုတွေစတင်ခဲ့တယ်မင်းမဟာကီရီနက်ဟာမြန်မာနိုင်ငံအနက်အကျော်ကြားဆုံးနက်တစ်ပါးလည်းဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့သူတို့ကိန်းဝတ်တယ်လို့ယုံကြည်တဲ့တစ်ပင်ကိုပုပ်ပါတောင်ဒေတာနဲ့ဆက်ဆက်ပြီးပြောဆိုလာကြပါတယ်ဒီနေ့အထိပုပ်ပါတောင်ဟာမြန်မာနိုင်ငံရဲ့နက်တို့ဌာနချုပ်လို့ယုံကြည်ခံထားရတဲ့နေရာတစ်ခုဖြစ်နေသေးပါနှစ်စဉ်နှစ်တိုင်းလဲနိုင်ငံအနှံ့ကနက်ကိုးကွယ်တဲ့သူတွေဟာပုပ်ပါတောင်ကိုသွားရောက်ပြီးမင်းမဟာကီရီနက်ရှင်မနေနက်နဲ့အခြားအတွင်း38မင်းတို့ကိုပူဇော်ကြောကြပါတယ်မြန်မာနိုင်ငံမှာနက်ကိုးကွယ်မှုဟာဗုဒ္ဓဘာသာမထွန်းကားခင်ကတည်းကရှိနှင့်ပြီးသားရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်ပကံခေတ်ရောက်လာခဲ့တဲ့အခါမှာအစဉ်အလာအရအနော်ရထာမင်းကြီးဟာနက်ကိုးကွယ်မှုကိုလုံးဝဖျက်သိမ်းတာမျိုးမလုပ်ပဲဗုဒ္ဓဘာသာနဲ့ရှင်တွဲတည်ရှိစေခဲ့ပြီးတော့အဓိကကိုးကွယ်ရမယ့်နက်38ပါးကိုစနစ်တကျသတ်မှတ်ခဲ့တယ်လို့နက်ရာဇဝင်တွေမှာဖော်ပြထားပါတယ်ဒီနက်38ပါးကိုပဲအတွင်း38မင်းလို့ခေါ်ဆိုကြတာပါအပြင်38မင်းဆိုတာကတော့ဒေတာအလိုက်ကိုးကွယ်ကြတဲ့နက်တွေကိုဆိုလိုတာဖြစ်ပြီးတော့စည်ရင်ဟာတဏီယာနဲ့တဏီယာမတူနိုင်ပါဘူးမင်းမဟာကီရီနက်နဲ့မြနန်းနွယ်တို့ရဲ့အကြောင်းဟာနက်ရာဇဝင်မှာသာမကမြန်မာစာပေနယ်ပယ်မှာလည်းမကြာခဏဖော်ပြခံခဲ့ရပါတယ်ရိုးရာနက်ချင်းတွေလင်္ကာတွေပြဆက်တွေနဲ့နက်ပွဲတချင်းတွေမှာသူတို့မောင်နှမတစ္ဆာမတရားတည်ဆုံခဲ့ရပုံနက်ဖြစ်လာပုံတို့ကိုဂုံပြူဖွဲ့ဆိုထားတာတွေကိုတွေ့မြင်နိုင်ပါတယ်အဲ့ဒီအပြင်စာပေလေ့လာတဲ့လူတချို့ကရွှေနှင်းရိုးမပန်းစကားလင်္ကာကိုလည်းညာနန်းနွယ်နဲ့ဆက်ဆက်ပြီးလေ့လာတင်ပြထားတာရှိပေမဲ့အဲ့ဒီအမြင်ပေါ်မှာပညာရှင်တွေအားလုံးသဘောတည်းသတ်မှတ်ထားခြင်းတော့မရှိသေးပါဘူးမင်းမဟာကီရီနက်နဲ့ညာနန်းနွယ်တို့ရဲ့ဇလန်းဟာသမိုင်းအထောက်အထားနဲ့အတည်ပြုထားတဲ့ဖြစ်ရပ်တစ်ခုမဟုတ်ပေမဲ့လည်းမြန်မာလူမျိုးတို့ရဲ့ယုံကြည်မှုရိုးရာဓလေ့စာပေအမှုပညာယဉ်ကျေးမှုသမိုင်းတို့မှာယနေ့တိုင်လွှမ်းမိုးနေစေဖြစ်တဲ့အရေးပါဆုံးနက်ရာဇဝင်တစ်ရပ်ဖြစ်တည်ရှိနေပါတယ်ဒီလိုမြန်မာသမိုင်းနက်ရာဇဝင်နဲ့ရိုးရာယဉ်ကျေးမှုအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမလို့ channel ကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်အားလုံးပဲ good luck ပါ